မင်းသားရှီချွန်းဟာဒုက္ခရောက်နေတဲ့တငယ်ချင်းဖြစ်သူကိုအိမ်ငါးက3 လစာစိုက်ထုတ်ပေးပြီးကူညီပေးခဲ့ပါတယ်။လူဆိုတာခြေကုပ်မြဲမှဘဝကိုဆက်လျှောက်လို့ရမှာဆိုတဲ့မင်းသားရဲ့စကားတခွန်းဟာဒုက္ခရောက်နေသူတယောက်အတွက်တော့ကောက်ရိုးတမြင့်ထက်ပိုမိုခိုင်မာနေခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်တွေကစည်ရင်းမှန်ကိုထုတ်ပေးခဲ့ဘူးတဲ့ဒီကျေးဇူးကိုမင်းသားကမေ့မပစ်ခဲ့ပါဘူး။အရေးပေါ်စေဝါကူတာစရိတ်နဲ့ရော်ချင်းငွေတွေကိုတေချာစနစ်တကျစည်ရင်းလုပ်ပေးပြီးတရားမျှတစွာရှင်းလုပ်ပေးခဲ့ပါတယ်။စီကံအတိုင်းနေခြင်းတဲ့သူတွေကိုအသက်ရှူပေါက်ပေးပေမဲ့စည်ရင်မဲ့လုပ်ပြီးလိန်ညာခြင်းသူတွေကိုတော့မင်းသားကပြက်ပြက်တသားဖြစ်ပေးခဲ့ပါတယ်။ရွာထဲမှာစီးမဲ့ကမ်းမဲ့ဖြစ်နေတဲ့ငှက်တိုက်ရှာဖွေရေးလုပ်ငန်းကိုမင်းသားကပဲဦးဆောင်ပြီးအဖွဲ့အသစ်ပြန်လည်ဖွဲ့စည်းလိုက်ပါတယ်။အရင်ကမင်းသားကိုမကောင်းကြံခဲ့ဘူးသူတွေကအစအလုတ်လာလျှောက်ကြတဲ့အခါမင်းသားကစီကံချက်အသစ်နဲ့လက်ခံလိုက်ပါတယ်။မိုးရွာရင်အလုတ်နားမဲ့ဥချိန်ဆိုမခိုးယူရဘူးဆိုတဲ့တဘာဝတ္တတရားနဲ့ညီညွတ်တဲ့စီကံတွေကိုစတင်ကျင့်သုံးခဲ့တာပါ။မင်းသားရဲ့မှန်ကန်တဲ့လုပ်ရက်တွေကြောင့်မြို့နယ်ကတော့အပြိုင်အဆိုင်ဂုဏ်ပြုစုပေးဖို့စည်ရင်သွင်းခြင်းခံလိုက်ရပါတယ်။ဒါပေမဲ့မင်းသားအတွက်တော့နာမည်ကြီးဖို့ထက်တောင်ပေါ်ကလမ်းကိုဖြောင်းဖြောင်းတန်းတန်းရှောက်နိုင်ဖို့ကပဲအရေးကြီးဆုံးဖြစ်ခဲ့ပါတယ်။ကို့အရေးချင်းနဲ့ကိုလှုပ်ရှားမဲ့စီကံကိုလိုက်နာပြီးအသက်ကိုကာကွယ်မယ်ဆိုတဲ့မင်းသားရဲ့မူအတိုင်းပဲရှေ့ဆက်ခဲ့ပါတယ်။ငှက်တိုက်ရှာတာဟာတတိပြတာမဟုတ်ဘူးစေတနာနဲ့စိတ်ရှည်မှုပညာပဲလို့ဆိုခဲ့တဲ့မင်းသားဟာခြေထောက်တစ်ဖက်မတန်ပေမဲ့လမ်းမှန်လျှောက်ရင်ဖြည်းဖြည်းသွားလဲအဆုံးထိရောက်နိုင်တယ်ဆိုတာကိုသက်သေပြခဲ့ပါတယ်။ဒါကိုမြင်သွားတဲ့အတ္တကြီးသူတွေနဲ့လမ်းခွဲခဲ့တဲ့ချစ်သူဟောင်းကပြန်လာပေါင်းစည်းဖို့ကြိုးစားခဲ့ပေမဲ့မင်းသားကတော့မုံတိုင်းထဲမှာလက်မလွတ်ခဲ့တဲ့သူကိုပဲငါအတိမတ်ပြုလိုက်ဆိုပြီးအေးဆက်စွာညှင်းပယ်လိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်တွေကလုပ်ခဲ့တဲ့အမှားတွေစည်ရင်မဲတွေနဲ့အနိုင်ကျင့်ခဲ့တာတွေကိုနောက်ဆုံးမှာတော့ခဲအိုဖြစ်သူကဒူးထောက်ဝင်ခံလိုက်ရပါတော့တယ်။အကျွေးဝင်ခံချက်တွေမှာလက်မှတ်ထိုးပြီးပတ်သက်မှုအပေါင်းကိုအပြီးတိုင်ပြည့်စဲလိုက်ကြပါတယ်။ဒီခြေထောက်ကရှက်စရာမဟုတ်ဘူးငါ့ကိုဘဝလမ်းမှန်ပေါ်ရောက်အောင်ခေါ်ဆောင်ပေးခဲ့တာဆိုတဲ့မင်းသားရှိချွန်းရဲ့ယုံကြည်ချက်အပြည့်ပါတဲ့စကားတန်နဲ့အတူသူတို့အဖွဲ့ဟာအနာဂတ်သစ်စီကိုဦးတည်ပြီးတောင်ပေါ်လမ်းအတိုင်းရဲရဲဝံ့ဝံ့ရှောက်လန်းသွားကြပါတော့တယ်